နိဗ္ဗာန်ကျွမ်းမြော်လို့ဆိုတဲ့လေးပြေးမှာလူနဲ့မြမတတဝအပေါင်းကောင်းမှုတူစွာအကြောင်းပြုစေတနာလို့ဆိုဒီတစ်ချက်လေးပါလို့ဆိုတဲ့လေးပြေးမှာကြားရတဲ့စိတ်ဝင်မှာနှလုံးစိတ်ဝင်ဒီကြံကြစေမှာသဒ္ဒနာပန်းလို့ပွင့်လင်းလို့ဝေဖြာစစူးလေးရတောင်ကျွမ်းမှာတိရဝရပုဒ္ဓဘာသာဒါနသီလပြုကြဘာဝနာဒါနသီလပြုကြဘာဝနာတိရဝရပုဒ္ဓဘာသာမြတ်ဗုဒ္ဓလူတော်တန်ခါတော်ရှင်သူမြတ်တို့ဟောကြားတည်သနာဝါများကနာကြစီဘူးရာတရားနာကြွကြပါတရားနာကြွကြပါမလန်းပူလန်းနိဗ္ဗာန်လမ်းတက်ချမှုအကျိုးမျိုးကလို့ဆိုတဲ့ပြီးနိဗ္ဗာန်ဆိုတည်ဘဝေအေးကုသိုလ်မဟာတတဝအပေါင်းကောင်းမှုတူစွာအကြောင်းပြုစေတနာလို့ဆိုဒီတစ်ချက်လေးပါလို့ဆိုတဲ့လေးပြီးမှကြားရတဲ့စိတ်ဆုံးမှာနှလုံးစိတ်မှာအေးချမ်းကြစေမှာသဒ္ဒနာပန်းလို့ပါလျောင်းပြီးစစူးလေးရတောင်ချမ်းမှာတိရဝရပုဒ္ဓဘာသာဒါနသီလပြုကြဘာဝနာဒါနသီလပြုကြဘာဝနာထေရဝါဒပုဒ္ဓဘာသာမြတ်ဗုဒ္ဓအမှုထာ